အရန်ကိုကျင်းမြောင်းတဲ့နေရာမှာနေကြရပါတယ်တက်ရှူရပြီးတည်သွားနိုင်ပါတယ်ဒါကတော့ဟောင်ကောင်ကအခန်းငယ်လေးဖြစ်ပါတယ်နေပိုကောင်းတဲ့အခန်းဒီမှာတော့ရေချိုးကန်မိဖို့ကြောင့်နဲ့ထမင်းစားတဲ့နေရာအားလုံး3စတူယန်မီတာအတွင်းမှာစီရင်ထားရတာဖြစ်ပါတယ်နောက်ပြီးခိုးလောင်အိမ်လို့ခေါ်တဲ့ကားတစ်စီးစာတော့မရှိတဲ့လူတကူစားနေရာလေးမှာအိတ်ကြရပါတယ်အလွန်သေးငယ်အခန်းကြီးဖြစ်ပေမဲ့လည်းနေထိုင်တဲ့လူတွေကတော့ငှားရမ်းကားနဲ့တန်းအောင် TV အဝတ်ဗီဒီယိုနဲ့ရေခဲတစ်တာကိုလည်းရအောင်ထည့်ထားကြပါသေးတယ်အခန်းသေးပေမဲ့တစ်လငှားရမ်းငှားကတော့ဟောင်ကောင်ဒေါ်လာ2500ကျသင့်မှာဖြစ်ပါတယ်ဒါလူတချို့ရဲ့လစာထက်တောင်မြင့်မားနေပါသေးတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်